ထိုမျိုးသမီးသည်ဆေးရုံမှပါမောက္ခကိုမျက်လုံးပြူကြည့်လိုက်ရုံများဖြင့်ပါမောက္ခကခွဲစိတ်မှုကိုချက်ချင်းဖျက်သိမ်းလိုက်သည်ထို့နောက်သူ၏ဝန်ထမ်းများကိုသူမအားခွဲစိတ်ခန်းထဲမှအတင်းအဓမ္မဆွဲထုတ်သွားရန်အမိန့်ပေးခဲ့သည်မထင်မှတ်ဘဲဒေါသအမျက်ချောင်းချောင်းထနေသောလီဆာသည်သူမ၏ပိုက်လိုင်းကိုဆွဲဖြုတ်ကပြေးဝင်သွားပြီးကျက်လေပင်ကိုလက်နက်ဖက်ဖြင့်တင်းကျပ်စွာညှစ်လိုက်တော့သည်ကံကောင်းစွာဖြင့်သူမ၏လုပ်ဖော်ကိုင်ဖက်များအချိန်မီဝင်ရောက်တားဆီးခဲ့ကြ၍ကျက်သည်တေကံမရောက်တမပြောက်လွတ်မြောက်ခဲ့ရသည်ထို့နောက်ကျက်သည်သူ၏တပည့်မကိုပါဆက်ရိုက်လိုက်ပြီးသူမ၏စေကူတောက်ခွင့်လိုင်စင်ကိုချက်ချင်းရုပ်သိမ်းလိုက်သည်သို့သောခွဲစိတ်မှုများဆက်လက်လှုပ်ဆောင်နိုင်ရန်အတွက်လီဆာသည်တရားမဝင်မှောင်ခိုဆရာဝန်အဖြစ်လုပ်ကိုင်ရန်မှတပါအခြားရွေးချယ်စရာမရှိခဲ့ပေခွဲစိတ်ခန်းသည်ပလတ်စတစ်တဲအတွင်းပြုလုပ်ထားသောခိတ္တယာယီနေရာများသာဖြစ်တော်လဲလီဆာသည်လုံးဝစိတ်တက်ကြမသွားခဲ့ပေအုံနောက်တိဆောက်ပုံခင်းချင်းကိုတိကျစွာကျွမ်းကျင်မှုကြောင့်သူမသည်ခွဲစိတ်မှုကိုအချိန်တိုအတွင်းပြီးစီးခဲ့သည်ဒုစရိုက်ကိုင်းကောင်းဆောင်တတိပြေဝပြန်ရလာမှသာထိုရောင်းဝယ်ကိုအောင်မြင်သည်ဟုသတ်မှတ်ခဲ့ကြသည်အတော်အတွင်းပြန်ပေးဆွဲခံခဲ့ရသောသူနာပြုသည်လည်းခိုင်းထံမှနှုတ်ပိတ်ခရရှိခဲ့တော်လဲသူမသည်တရားဝင်စေယုံတယုံမှသူနာပြုတအုပ်အဖြစ်နှင့်မကျေနပ်နိုင်ခဲ့ပေသူမသည်ခွဲစိတ်မှုပြုလုပ်နေသောအမျိုးသမီးကိုတစ်ချက်ကြည့်ုံဖြင့်မှတ်မိလိုက်သည်ထိုသူမှာလွန်ခဲ့သောနှစ်များစွာကတရင်ဆိုးကြီးတစ်ခုဖြစ်ပွားပြီးနောက်လိုင်စင်ရုပ်သိမ်းခံခဲ့ရသူလီဆာပင်ဖြစ်သည်လိုင်စင်မဲ့ဆရာဝန်တဦးကငွေကြေးအမြောက်များရှာဖွေနေချိန်တွင်သူမကိုယ်တိုင်ကမူအကြံကျွေးလေးများကိုသာရရှိရန်ထိုက်တန်နေရသည်မကြမီမှာပင်သူနာပြုသည်ခိုင်းကောင်းဆောင်၏ပလင်းထဲသို့အိတ်ဆေးကိုတော်ယုံတန်ယုံမသိအောင်တိုးတိတ်စွာထိုးထည့်လိုက်သည်ခိုင်းကောင်းဆောင်၏အခြေအနေကိုစစ်ဆေးရန်လီဆာရောက်ရှိလာသောအခါသူနာပြုကလီဆာထံမှလစဉ်သိန်း30တောင်းဆိုခဲ့ပြီးမပေးပါကလိုင်စင်မရှိဘဲစေကူတနေသည့်အတွက်ရဲထံတိုင်ကြားမည်ဟုချင်းချောက်ခဲ့သည်စတင်ချိန်တွင်လီဆာသည်ကုညီသူတဦးလိုအပ်သည်ဟုတွေးတောကသဘောတူခဲ့သည်သို့သောလီဆာအတွက်မူမိသူကိုမဆိုနှုတ်ပိတ်ရန်အထီရောက်ဆုံးနီးလမ်းမှာထိုသူကိုထာဝရနှုတ်ဆက်သွားအောင်လှုံ့ဆော်ခြင်းဖြစ်သည်နောက်တစ်နေ့တွင်ဒုစရိုက်ကိုင်းကောင်းဆောင်၏အခြေအနေမှာတည်ငြိမ်လာခဲ့သည်ဂိုင်းဝင်များသည်မိသည့်အနေအမှမကြံရှိစေရန်ဖျားเจ้าကိုအစအနမကြံရှင်းလင်းရေးစတင်ခဲ့ကြသည်လူတိုင်းတယောက်ပြီးတယောက်ထွက်ခွာသွားကြစဉ်လီဆာသည်ထိုညနေ၌ပင်သူမ၏ကိုယ်ပိုင်ရှင်းလင်းရေးစမဆန်းမှုကိုစတင်ခဲ့သည်သူမသည်ပထမဦးစွာအခုဖြစ်သူကားကိုအဝေးသို့ဆေးလွှတ်ရန်အကြောင်းပြချက်ရှာခဲ့သည်ထို့နောက်ဆေးကပ်ထားသောတောက်ရည်တံပလင်းကိုသူနာပြု၏အိတ်ထဲသို့တမင်တကာထည့်ထားပြီးရေစာနေသောသူနာပြုကိုတောက်သုံးရန်လှည့်ဖြားခဲ့သည်သူနာပြုပြန်လည်နိုးထလာသောအခါငွေသား9တန်းပါဝင်သောကြောပိုးအိတ်မှာဘာအစအနများမကြံပြောက်ကွယ်သွားခဲ့ပြီဖြစ်သည်သူမသည်ထိတ်လန့်တကြားဖြင့်နေရာတိုင်းတွင်လိုက်လံရှာဖွေခဲ့သည်နောက်ဆုံးတွင်သူမသည်ပလတ်စတစ်စများကာရန်ထားသောခွဲစိတ်မှုတဲ့အတွင်း၌ကြောပိုးအိတ်ကိုရှာတွေ့ခဲ့သည်အိတ်ထဲမှငွေကြေးများကိုမြင်တွေ့ရသောအခါသူမသည်စိတ်လှုပ်ရှားစွာဖြင့်ငွေရွက်များကိုတရွက်ပြီးတရွက်စတင်ရေးတွက်ခဲ့သည်သူမငွေရည်တွက်သည့်ဝမ်းမြောက်မှု၌ပျော်ဝင်နေစဉ်မှာပင်အခုဖြစ်သူကားသည်တစုံတစ်ခုမှားယွင်းနေကြောင်းရိပ်မိ၍အမြန်ပြန်လာခဲ့တော်လဲအရာအလုံးပြီးဆုံးသွားခဲ့ပြီဖြစ်သည်လီဆာသည်ငွေသား9တန်းကိုဖျားเจ้า၏အလူခံပုံးထဲသို့ထည့်သွင်းပြီးသွားခဲ့ပြီဖြစ်သည်နောက်တစ်နေ့တွင်လီဆာသည်သူမ၏အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ကမင်းညကဘာမှမဖြစ်ခဲ့တဲ့ကဲ့သို့သူမ၏အသက်ကြီးရွယ်ဦးအိမ်ကြီးချင်း၏ဒဏ်ရာများကိုယူရစွာပြုစုပေးခဲ့သည်အဖွားအိုကလွန်ခဲ့သည့်ရက်ပိုင်းကမြည်သည့်အရာများပြုလုပ်ခဲ့တယ်လေဟုမေးမြန်းသောအခါလီဆာကသူမသည်ငွေ9တန်းချင်းချောက်ငွေတောင်းခံခဲ့ရကြောင်းနှင့်နောက်ဆုံးတွင်မထိန်ချုပ်နိုင်ပဲထိုသူကိုလဲပင်းညစ်တက်ဖြတ်ခဲ့ကြောင်းတွန့်ဆုတ်ခြင်းမရှိဘဲပြောကြားခဲ့သည်ထိုနေ့တွင်ကားကလီဆာအားလူသက်ချင်းကိုရက်တန့်ရန်တိုက်တွန်းခဲ့သည်သူတို့သည်တရားမဝင်စေကူတနေကြရပြီးသားဖြစ်သည်ဖန်ဆီးခံရပါကဒုက္ခကြီးစွာရောက်ရလိမ့်မည်သို့တော်လီဆာတွင်သူမ၏ကိုယ်ပိုင်မူဝါဒရှိသည်သူမကတင်လိုက်သောလူတစ်ယောက်အတွက်လူတစ်ယောက်တည်ဆုံပေးရမည်ဖြစ်သည်သို့တော်လည်းရဲတပ်ဖွဲ့သည်တရားမဝင်အုံနောက်ခွဲစိတ်မှုဗီဒီယိုတစ်ခုကိုမကြာမီသိမ်းဆည်းရမိခဲ့သည်ထိုခွဲစိတ်မှု၏လွန်စွာခက်ခဲတဲ့နေမှုကြောင့်စေပညာနယ်ပယ်မှထိပ်တန်းအာဏာပိုင်တဦးဖြစ်သူဂျက်ကတာလင်ပြုလုပ်နိုင်လိမ့်မည်ဟုရဲတပ်ဖွဲ့ကကောက်ချက်ချခဲ့သည်ထို့ကြောင့်ခိတ္တယာယီအခြေအနေများတွင်ပြုလုပ်ထားခြင်းဖြစ်သည့်အတွက်မိသူပြုလုပ်ခဲ့သည်ကိုတုံးသက်ပေးရန်အကူအညီတောင်းခဲ့သည်ဂျက်သည်မိသူများမမတ်ချက်ပေးပဲရဲတပ်ဖွဲ့အားထိုဗီဒီယိုကိုအဖွဲ့ထံပို့ပေးရန်သာတောင်းဆိုခဲ့သည်ဂျက်သည်မိသူကခွဲစိတ်မှုပြုလုပ်ခဲ့သည်ကိုအတိအကျသိရှိတော်လဲအခြားအရာများထက်ထိုခွဲစိတ်မှုတွာလာအောင်မြင်မှုရှိမရှိကိုပုံမသိရှိလိုခဲ့သည်ထို့ကြောင့်သူသည်လီဆာကိုလိုက်လံရှာဖွေပြီးရဲတပ်ဖွဲ့ပို့ပေးထားသောဗီဒီယိုကိုထုတ်ပြခဲ့သည်လီဆာသည်ထိုခွဲစိတ်မှုကိုပြုလုပ်ခဲ့သူမှာသူမဖြစ်ကြောင်းနှင့်ခွဲစိတ်မှုမှာလုံးဝအပြစ်ဆိုပွဲမရှိအောင်မြင်ကြောင်းချက်ချင်းဝန်ခံခဲ့သည်ထို့နောက်ဂျက်သည်သူလာရောက်ရသည့်အကြောင်းရင်းကိုထုတ်ဖော်ပြောကြားခဲ့သည်သူတွင်အုံနောက်ပင်စီအကျိတ်ယောဂရှိနေကြောင်းစစ်ဆေးတွေ့ရှိရပြီးရင်းဤဒီနေရာမှာလွန်စွာခက်ခဲသောနေရာတွင်ရှိနေသည်လက်ရှိတွင်ကမ္ဘာပေါ်၌ထိုခွဲစိတ်မှုကိုအမှားယွင်းမရှိပြုလုပ်နိုင်သူမှာသူ့မှလွယ်၍လီဆာမှတပါအခြားသူမရှိပေထိုစကားကိုကြားသောအခါလီဆာသည်ပထမတွင်အံ့အားသင့်သွားပြီးနောက်ကျဲလောင်စွာရင်မောလိုက်တော်သည်သူမ၏ရင်မောတန်ထဲတွင်လက်စားချေလိုသည့်ကျဉ်းနှံ့မှုနှင့်အစုံမဲ့စိတ်ပြအားငယ်မှုတို့ပေါင်းစပ်ပါဝင်နေသည်ဂျက်သည်ခွဲစိတ်မှုကိုရက်ချင်းယူထားပြီးဖြစ်ကြောင်းပြောကြားခဲ့ပြီးသူမအနေဖြင့်လိုက်နာခြင်းမရှိပါကရဲထံတိုင်ကြားမိဟုချင်းချောက်ခဲ့သည်ထိုစကားကိုကြားလင်ကြားခြင်းလီဆာသည်စိတ်ကလုံးဝပြိုလဲသွားပြီးသူ့အတွက်ခွဲစိတ်ပေးရမည်ထက်စာလျင်သူမ၏လက်များကိုသာဖျက်ပစ်လိုက်လိုကြောင်းကြေညာခဲ့သည်ဂျက်သည်လီဆာ၏အိမ်ပြင်သို့ခြေလမ်းလိုက်ရုံများရှိသေးသောယောဂအခြေအနေမှာရုတ်တရက်ဆိုးရွားသွားခဲ့သည်ပြင်းထန်သောနာကျင်မှုကြောင့်သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရင်သွားခဲ့သည်သူကင်ဆောင်ထားသောအကိုက်ခဲပြောက်ဆေးပလင်းမှာမြေပြင်ပေါ်သို့ပြုတ်ကျသွားပြီးကောက်ယူရန်ငုံလိုက်စင်ပါပဲလီဆာသည်ပြေးထွက်လာပြီးဆေးပလင်းကိုကန်ထုတ်လိုက်သည်ထို့နောက်အချိန်ချင်းချီဖြင့်နင်းချလိုက်တော်သည်ထိုအချိန်တွင်လီဆာ၌တနာကယူနာအရေးရောင်စိတ်များမရှိဘဲဒေါသများသာပြင်းနေနေခဲ့သည်ဂျက်ဖြစ်စီခဲ့သောဘဝတစ်ခုအတွက်သူမသည်ထို့သောနီလန်ဖြင့်ဒေါသများကိုထွက်ပေါက်ပေးခြင်းဖြစ်သည်